ဒီတစ်ခါမှာတော့အိမ်မှာချက်စားဖြစ်တဲ့နန်းကြီးသုံးလုံးကြီးလေးကိုမျှဝေပေးချင်ပါတယ်။အရင်ဆုံးကြက်သားကိုရေနွေးဆူဆူထဲမှာချင်းကြက်သွန်ပြူလေးနဲ့ပြုတ်ပေးလိုက်ပါတယ်။အရသာအတွက်ကတော့စားနဲ့ကြက်သားမုန့်လေးကိုထည့်ပေးပါတယ်။ကြက်သားကိုတော့မိမိနှစ်သက်ရာစိတ်ပိုင်းကိုအသုံးပြုနိုင်ပါတယ်။အိမ်မှာတော့ကြက်ပေါင်မရှိလို့ကြက်ပေါင်လေးပဲပြုတ်လိုက်ပါတယ်။အဖုံးအုပ်ပြီးတော့နူးတဲ့အထိတည်ပေးထားလိုက်ပါတယ်။ကြက်သားပြုတ်ထားတော့မှကြက်ဥလေးကိုလည်းအစင်းစင်းပြုတ်ထားလိုက်ပါတယ်။ခုဆိုရင်ကြက်သားလည်းနူးသွားပြီမို့လို့အသားနှွေမှုအတွက်ဆေးပြီးတော့အေးခံထားပါမယ်။ခောက်ဆွဲကိုတော့လေဒီဗီယက်နမ်လာတဲ့တစိမ့်ကိုအသုံးပြုထားတယ်။သူ့ကိုတနိုင်လောက်ကျူပြီးတော့ရေစိမ့်ပေးထားပါတယ်။ဒီမှာရေနွေးဆူဆူလေးမှာထည့်ပြရတာပါဒီလိုမျိုးခောက်ဆွဲကြောက်တရားလေးရေကြကြစိမ့်ပြီးနိုင်နေပိုကောင်းနေပါပဲအခုသုံးထားတဲ့ခောက်ဆွဲကြောက်လေးကမိရှိချက်တဲ့အခါမှာလည်းအသုံးပြုလို့ရပါတယ်ခုလိုရေနွေးဆူပြီးဆိုလို့ရှိရင်ခုနရေစိမ့်ထားတဲ့ခောက်ဆွဲတွေကိုထည့်ပြုတ်ပြီးလိုက်ပါတယ်ပြီးရင်တော့စကားနဲ့ရေစစ်ပြီးတော့အေးခံပြီးထားလိုက်ပါတယ်ကြက်သားရောခောက်ဆွဲရောစင်းစင်းဖြစ်ပြီးမို့လို့ကြက်သားဟင်းကိုစားချက်ပါမယ်စီပူလာရင်ကြက်သွန်လေးကိုအရင်ဆုံးစီတက်ပေးပါမယ်စနွေးမောင်လေးနဲ့ငယ်ထည့်ပေးပါတယ်ဒီနိုင်ငံကြက်သွန်ကြီးတွေကလေမြန်မာပြည်ကကြက်သွန်ကြီးလို့မဟုတ်ဘူးချက်ရတာအရင်အချိန်ကြာတယ်အခုလိုနေထားတော့ရဲလာပြီဆိုမှကြက်သွန်ပြူကိုထည့်ပြီးတော့စီတက်ပေးပါမယ်အယောင်စင်းပြေဆုံးစေဖို့အတွက်အယောင်နေမုံလေးလည်းထည့်ပေးရပါတယ်ပြီးရင်တော့ခုနကနှွှဲထားတဲ့ကြက်သားတွေကိုထည့်ပြီးတော့လုံးပေးလိုက်ပါတယ်အရသာအတွက်ကိုတော့ကြက်သားမုန့်နဲ့ငံပြားကြီးလေးပဲထည့်လိုက်ပါတယ်ဒီနှစ်ကြောင်ကိုရေနွေးပူပူလေးနဲ့ငယ်ထည့်ပြီးတော့အဖုံးအုပ်ပြီးတော့မိနစ်နဲ့ငယ်လောက်တည်ထားပြီးလိုက်ပါမယ်ရေနဲ့ခမ်းသွားတဲ့အခါမှာအရသာပူရှိအောင်လို့ခုနကပြုတ်ထားတဲ့ကြက်ပြုတ်ရည်လေးနဲ့ငယ်ထည့်ပြီးလိုက်ပါတယ်ဒါဆိုရင်တော့အရသာရှိရဲ့ကြက်သားဟင်းနဲ့လေးရပါပြီဒါဆိုရင်မုံတီစားသုံးလို့ရပါပြီမုံတီတုပ်ဖို့အတွက်မုံတီပဲရဲ့ကြက်သွန်နီရဲ့ခုနကချက်ထားတဲ့ကြက်သားဟင်းရဲ့ကြက်သားဟင်းနဲ့အနှိရည်လေးရဲ့စီချက်အနီးစီချက်အဝါကြက်သွန်နီကြော်လေးလည်းထည့်ပြီးတယ်ပြီးတော့အရသာအတွက်ငံပြားရီပြီးရင်တမြားဒီတစ်စိမ့်ပြီးရင်တော့ပဲချက်မုံဒါရီအားလုံးကိုသမအောင်နဲ့ပြီးဆိုရင်တော့အရသာရှိရဲ့မုံတီတုပ်တပွဲရပါပြီအိမ်မှာချက်စားရဲဆိုပေမဲ့လေစားတောက်တွေကိုခုလိုမျိုးကိုစိတ်ကြိုက်ပုံဖော်ပြီးတော့စားတောက်ရလေစိတ်ချမ်းသာခြင်းတစ်မျိုးလိုပဲထင်ပါတယ်ကိုရည်မီဒေတာမဟုတ်ဘူးဆိုတော့လေရာရာပြည့်စုံနေပေါ့နော်အဲဒါကြောင့်မုံကျွတ်ကြော်စားဖတ်ထုတ်ရွက်ကြော်လေးတွေနဲ့အစားထိုးလိုက်ပါတယ်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်နော်